မင်္ဂလာပါကျွန်တော်တို့ကိုရီမာတွေ template number 5လေးနဲ့ပတ်သက်လို့ကျွန်တော်ရှင်းပြပေးခြင်းပါတယ်ကျွန်တော်တို့ဒီဟာကတော့ဒါကျွန်တော်တို့ customer တွေ second link ကိုနှိပ်လိုက်တာဒီ QR ကိုဖတ်လိုက်ရင်ဒါ format အားပါကျွန်တော်တို့ဒီမှာဆိုရင် the port ရန်ကုန်ဆိုရဲကျွန်တော်တို့ name လေးရှိတယ်ပုံလေးရှိတယ်ပုံပေါ်မှာစာသားနှစ်ချက်ရှိတယ်ပုံအောက်မှာစာသားနှစ်ချက်ရှိတယ်ကျန်တာကဒါ product တွေပါ product တွေ product ရဲ့အောက်မှာကျွန်တော် the port ရန်ကုန်စာရှိတယ်သူရဲ့စာသားလေးရှိတယ်distribution လေးရှိတယ်သူရဲ့ site နဲ့ပြီးရင် social media link တွေရှိတယ်ပုံမှန်အတိုင်းကျွန်တော်တို့လိပ်စာရှိတယ် Google Map ရှိတယ်ကျွန်တော်တို့ပြီးတော့ဖုန်းနံပါတ်3လုံးရှိတယ် Gmail ရှိတယ်ကျွန်တော်တို့ဖွင့်ကြပေးချိန်ရှိတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီ back office လေးကိုကျွန်တော်အရင်ဆုံးရှင်းပြရမယ်ကျွန်တော်တို့ရှင်းပြရမယ်ဆိုရင်ကျွန်တော်တို့အရင်ဆုံး customer တွေတွေ့ရမယ် view လေးကအခုမြင်ရမယ်ဒီ short admin panel ဆိုတာတွေ့ရမယ်ကျွန်တော်တို့ရှေ့ကဝယ်ထားတယ်Gmail နဲ့ account ကိုထည့်လိုက်တော့မယ်ဆိုရင်ကျွန်တော်တို့ထည့်လိုက်ပြီးတော့ login ဝင်လိုက်မယ်ဆိုရင်ကျွန်တော်ဒီ view လေးမြင်ရမယ်ကျွန်တော်ဒီဟာလေးမှာကျွန်တော်အချက်လက်လေးစပြောမယ်ကျွန်တော်တို့ dashboard ရှိတယ်အောက်ဆုံးမှာ short info ရှိတယ် product ရှိတယ် move ရှိတယ်တစ်ချက်ချင်းရှင်းပြရမယ်အရင်ဆုံးကျွန်တော် dashboard ဆိုရင်ဒီ screen လေးပေါ့ကိုယ်ဆိုင်ကဘာနဲ့ရောင်းချင်တာလဲကျပ်နဲ့ရောင်းချင်တာလားသို့မဟုတ် USD နဲ့ရောင်းချင်တာလားစင်ကာပူဒေါ်လာနဲ့ရောင်းချင်တာလားကျွန်တော်တို့ Thai baht နဲ့ရောင်းချင်တာလားရောင်းချင်တဲ့အချက်လက်ပုံမူတည်ပြီးကျွန်တော်တို့ဈေးနှုန်းပေါ်ချင်တဲ့ currency ကိုပြောင်းလို့ရပါတယ်ကျွန်တော်တို့ဒီ back office ကိုအင်္ဂလိပ်လိုသုံးပါလားဗမာလိုသုံးပါလားဗမာလိုသုံးမယ်ဆိုကျွန်တော်မြန်မာလိုပြောင်းလိုက်ဒါဆိုရင်ကျွန်တော်မြန်မာလိုတွေဖြစ်သွားမယ်ထည့်တာကတော့အင်္ဂလိပ်လိုထည့်လို့ရတယ်ပြီးတော့အင်္ဂလိပ်ဖြစ်သွားမယ်ကျွန်တော်အင်္ဂလိပ်လိုလုပ်လိုက်မယ်ကျွန်တော်တို့ဒီ template နာမည်5ကျွန်တော်တို့ port ရန်ကုန်ဒီဟာကိုကိုယ်ဆိုင်နာမည်ပြောင်းရင်ဒီထဲမှာကိုယ်ဆိုင်နာမည်ပြောင်းသွားပါမယ်ခင်ဗျပြီးရင်ကျွန်တော်တို့ဒီ template လေးစလုပ်တဲ့ရက်15ရက်နေ့ကစလုပ်တဲ့ကျွန်တော်တို့ဝယ်မဲ့နေပေါ့အဲဆိုရင်ဒါဘာမှပြင်စရာပြုစရာမရှိဘူးဒီ dashboard ကတခုပဲရှိတယ်ကျွန်တော်ဒီနေရာမှာငွေကြေးလေးပဲပြင်အောင်ပဲ short info ကိုဝင်ပြီး short info မှာကျွန်တော်တို့ the port ရန်ကုန် short name distribution လေးနှစ်ချက်ဒီနှစ်ချက်လေးကိုကျွန်တော်ရှင်းပြရတယ်ဒီနှစ်ချက်လေးကိုကျွန်တော်တို့ကရန်ကုန်နေရာမှာကျွန်တော်တို့မန္တလေးလို့ပြောင်းလိုက်မယ် MANDALAY မန္တလေးလို့ပြောင်းလိုက်မယ်အဲဆိုရင်ကျွန်တော်တို့အောက်က distribution ရှိတယ်ကျွန်တော်တို့ပြီးရင် save လေးနှိပ်လိုက်မယ်ကျွန်တော်တို့ဒီဘက်မှာကျွန်တော် refresh လုပ်လိုက်မယ်ကျွန်တော်တို့အဲ့ဒါဆိုရင် the port မန္တလေးဖြစ်သွားမယ်အောက်ဆုံးမှာလည်းကျွန်တော်တို့ the boss မန္တလေးဆိုပြီးဖြစ်သွားမယ်အောက်က distribution ပေါ်တယ်ဒီနှစ်ချက်ပါပဲကျွန်တော်တို့ဒါ short info ကိုကျွန်တော်တို့ယူလိုက်ပြီးသွားတဲ့အခါမှာကျွန်တော်တို့အောက်ကပုံမှန်တိုင်း extra ဖြည့်မယ် email ဖြည့်မယ်အချက်လက်တွေအကုန်ဖြည့်မယ်အဲ့ဖြည့်တဲ့အချက်လက်တွေအားလုံးကျွန်တော်တို့ social media link ရှင် link ဖြည့်မယ်ဒီနေရာမှာကျွန်တော်တို့ logo ကို upload လုပ်မယ်အကုန်လုံးကိုလုပ်ပြီးရင်ကျွန်တော်တို့ save လေးနှိပ်ပေးမယ်ကျွန်တော်တို့အောက်မှာအလုပ်ဖြည့်လိုက်တဲ့အချက်လက်အားလုံးကဒီအောက်မှာလာပေါ်တယ်ကျွန်တော်တို့ဒါ short info ပါ short info ပြီးကျွန်တော် product နှိပ်မယ် product မှာဆိုရင် power bank ရှိရယ် earphone ရှိရယ် charger ရှိရယ် cable ရှိရယ် accessory ရှိရယ်5ခုရှိရယ်ကျွန်တော် power bank ဘာလို့အပေါ်ဆုံးမှာပေါ့လဲ power bank နံပါတ်5 5ခုထဲမှာအမြင့်ဆုံးထားတာလို့ accessory အောက်ဆုံးမှာဘာလို့ပေါ့လဲ accessory က1ဖြစ်နေလို့အဲ့ဒါဆိုရင်ကျွန်တော် power bank ဆိုတဲ့ဟာကိုပြန်နှိပ်ကြည့်တယ် power bank ဆိုတာရှိရယ် power bank အောက်မှာ distribution ရှိရယ်ပြီးရင်ကျွန်တော်တို့ priority နေဆုံး5ရှိရဆိုကျွန်တော်တို့ဒီဘက်ကိုကြည့်မယ်ကျွန်တော်တို့ power bank ကအပေါ်ဆုံးမှာပေါ်နေတယ် product မှာ power bank ဆိုတဲ့အောက်မှာ portable power for all your device ဆိုတဲ့စာသားလေးအဲ့ဒါဆိုရင်ကျွန်တော်ဒီဘက်မှာအဲ့ဒီနေရာစာသားကိုတင်ရင်ဒီနေရာကိုပြင်လိုက်ရုံပါပဲဒါ power bank နဲ့ပတ်သက်လို့ကဲကျွန်တော်တို့က power bank အောက်မှာကြည့်လိုက်တယ် item တွေရှိရဒီ item တွေအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီဘက်ကိုကြည့်ရ power bank ကိုနှိပ်ကြည့်လိုက်ရင် power bank အောက်က item တွေပါကျွန်တော်တို့ဒီ item လေးတွေကိုတစ်ခုချင်းပုံလေးတွေလိုက်ပြင်ဈေးနှုန်းလေးတွေလိုက်ပြင်လိုက်ရင်ကျွန်တော်တို့ပြီးသွားပါပြီအဲ့ဒါဆိုရင်ကျွန်တော် item တစ်ခုကိုဖြတ်ပြမယ်ဖြတ်လိုက်မယ်သို့မဟုတ် item တစ်ခုကို edit လုပ်မယ်ဒီကောင်ကိုနှိပ်ချလိုက်ကိုကဒီနေရာမှာ2000 mAh နေရာမှာကျွန်တော်တို့က3000ဆိုပြီးပြောင်းရင်ပြောင်းမယ်4000ဆိုပြီးပြောင်းရင်ပြောင်းမယ်3000ကျပ်နေရာမှာကျွန်တော်တို့5000ကျပ်ဒီးမယ်သူ့ကိုအပေါ်ဆုံးမှာပေါ်ရင် priority အမြင့်ဆုံးလုပ်လို့ရတယ်ပုံတွေချိန်မယ်ဒါလုပ်ပြီးတော့ကိုယ်ဆိုင်လေးကိုကျွန်တော်တို့ save လုပ်လိုက်ရင်ပြီးသွားပါပြီကျွန်တော်တို့ဒါ power bank နဲ့ပတ်သက်လို့ earphone နဲ့ပတ်သက်လို့လည်းအဲ့လိုရှိပါတယ်အချက်လက်နဲ့ပတ်သက်လို့ accessory ကကျွန်တော်တို့ဒီအောက်ဆုံးမှာဒီကောင်ကအမြင့်ဆုံးက9ဆိုရင် accessory ကကျွန်တော်တို့ဒီမှာ1ဖြစ်နေတယ်1ကိုကျွန်တော်6လုပ်လိုက်မယ်ခင်ဗျ6လုပ်လိုက်ရင်တေးကြတဲ့ဟိုဘက်မှာကျွန်တော် accessory ဒီမှာ accessory အပေါ်ဆုံးရောက်သွားပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီဘက်မှာလည်းကျွန်တော်တို့ home ကိုပြန်သွားကြည့်မယ် accessory အပေါ်ဆုံးရောက်လာပါပြီခင်ဗျဒီမှာ accessory ဒီအပေါ်ဆုံးရောက်လာပါတယ်တကယ်လို့ကျွန်တော်ကဒီ accessory ကိုကျွန်တော်0ပြန်ပေးလိုက်ရင်အောက်ဆုံးကိုပြန်ရောက်သွားပါမယ် accessory ကို0ပြန်ပေးလိုက်ရင်အောက်ဆုံးကိုပြန်ရောက်သွားပါမယ် power bank ကအပေါ်ဆုံးမှာကျန်ရှိနေပါမယ်
ကိုလိုသလိုပြောင်းလဲလို့ရပါတယ်ဒါ power band ကအပေါ်ဆုံးမှာကြံရှိနေပါတယ်ဒါ product နဲ့ပတ်သက်လို့ပါကျွန်တော်တို့ကဒီမှာ1 2 3 4 5ခုရှိတယ်6ခုမြောက်လုပ်ချင်တယ်ဆိုရင်ကျွန်တော်တို့6ခုမြောက်အပေါ်ဆုံးမှာပေါ်ချင်တာလားအောက်ဆုံးမှာပေါ်ချင်အပေါ်ဆုံးမှာပေါ်ချင်ကျွန်တော်6လို့လုပ်လိုက်မယ်အပေါ်ဆုံးရောက်သွားမယ်သူ့မှာကျွန်တော်ပုံလေးထည့်မယ်ပုံလေးကဒါလေးသူ့ရဲ့နာမည်လေးကကျွန်တော် power band နေရာမှာ cable ပေါ့ cable ဆိုတဲ့ခေါင်းစဉ်လေးထည့်မယ် distribution နေရာမှာကျွန်တော် A လေးလုံးလောက်လုပ်လိုက်တယ် save လုပ်လိုက်တယ်အဲ့ဒါဆိုရင် cable ဒီ priority အဆင့်6ပေးတာအတွက်အပေါ်ဆုံးကိုရောက်သွားတယ်ကျွန်တော်တို့အောက်မှာလည်းအဲ့ဆိုရင်ကျွန်တော်ဒီဟာကို refresh လုပ်ကြည့်လိုက်မယ်ကျွန်တော်ဒါ power bank အောက်မှာ cable ဆိုရောက်လိုက် cable အောက်မှာ A3 လုံးဆိုတဲ့ကိုပေးခြင်းတဲ့ message လည်းရှိတယ်သူ့အောက်မှာဝင်ရှိတော့ item မရှိဘူးကျွန်တော် item ပြန်စောင့်မယ်အဲ့ဆို item ဆိုတာလေးကိုနှိပ်မယ်သူ product ပုံလေးလုပ်မယ်ကျွန်တော်ဒီ Korea လန်တဲ့ဟာလေးကိုဆွဲတင်မယ် item နာမည်က F4 လုံး F5 လုံးပြီးတော့ distribution ကလည်းကျွန်တော် A5 လုံးပေးလိုက်တယ်ကျွန်တော် save လုပ်လိုက်ပါမယ် save လုပ်လိုက်ရင်ကျွန်တော် cable ရဲ့အောက်မှာ up ဆိုတဲ့ item လေးတွေရောက်ရှိသွားပါပြီရောက်ရှိသွားတယ်ဆိုရင်ကျွန်တော်ဒီဘက်မှာကျွန်တော် refresh ပြန်လုပ်လိုက်မယ်အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာ cable ရှိတယ် cable ထဲမှာပါရှိမယ် F5 လုံးနဲ့ Korea ပုံလေးရှိပါတယ်ဒါကျွန်တော်တို့ဒီဟာကိုရောင်းချလို့ရတဲ့ product ကိုအဲ့လိုလေးရောင်းချလို့ရပါတယ်တကယ်လို့ဒီကောင်းကိုကျွန်တော် cable ကိုဖြတ်မယ်ဆိုရင်မပြတ်ပါဘူးဒီစာသားလေးကို copy ကူးပြီးထည့်မှာပြတ်ပါမယ်ဘာဖြစ်လို့လဲဆို data ကိုလုံခြုံအောင်ပါဘာကြောင့်မပြတ်တာလဲဆိုရင်အုပ်စုရဲ့အောက်မှာ item ရှိနေရင်မပြတ်ပါဘူးကျွန်တော် item ကိုအရင်ဖြတ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီကောင်းကိုဖြတ်လိုက်မယ်ဆိုရင်တော့ပြတ်သွားပါမယ်ကျွန်တော် earphone ကိုဖြတ်ချင်တယ် earphone ကိုဝင်ဖြတ်မယ်မပြတ်ပါဘူးဒီဟာလေးကိုယူထားမှပြတ်ပါမယ်ဒါလေးကိုကျွန်တော်ပြောပြပေးခြင်းဖြစ်ပါတယ်ဆက်ကြည့်မယ်ဆိုရင်ကျွန်တော် move မှာ customize ဆိုတာကျွန်တော်ရှိတယ် customize မှာ main headline မှာ welcome session မှာအပေါ်ကစာသား stay power stay connected discover premium ဒီစာသားနှစ်ကြောင်းရှိတယ်အဲ့ကောင်လေးကဒီနှစ်ကြောင်းမှာဒီစာသားလေးကိုပြင်ဒီပုံလေးပေါ်ကစာသားလေးနှစ်ခုပြောင်းသွားပါမယ်အဲ့ဒါအတွက်ခက်ခဲမရှိအောင်ကျွန်တော်ကဒီ customer တွေအတွက်ကျွန်တော်ဒီလိုအချက်လက်ဟိုဟာလေးလဲစာသားလေးလက်ထည့်ပါ customize က welcome session မှာ main headline နဲ့ subtitle ဒီအပေါ်ဆုံးပုံကစာဖြစ်တယ် product session မှာsession title နဲ့ description ပုံအောက်ကစာဖြစ်တယ်အဲ့လိုလေးရေးပေးတာတော့မှ product session ဒီစာသားလေးရောက် short by category နဲ့ find the perfect tab ဆိုတဲ့ဟာလေးကဒီအောက်မှာပါ short by category find the perfect tab ဆိုတာလေးရှိပါတယ်ဒါဆိုရင်ကျွန်တော် refresh ချလိုက်ရင်ခုန item တွေမရှိတော့တာဒီနှစ်ခုဒီစာသားနှစ်ခုကိုကျွန်တော်တို့ကဘယ်ကပြင်ရမလဲဆိုတော့ဒီကျွန်တော်တို့ customize ကနေပြင်ပါမယ်ပြင်ပြီးသွားတယ်ဆိုရင်ကျွန်တော်တို့က short by ဟိုဟာကျွန်တော်တို့တခုခုပြင်ပြီးသွားတယ်ဆိုရင်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုရင်အောက်မှာ CM chain လေးကျွန်တော်နှိပ်ပေးလိုက်ပါမယ်ဒါပြောင်းပြီးသွားပြီဆိုရင်ကျွန်တော်ထပ်သွားမယ် short gallery short gallery မှာဆိုရင်ကျွန်တော်တို့လုပ်เสียမလိုပါဘူးဒီကောင် gallery အသုံးပြုเสียမလိုပါဘူး review အသုံးပြုเสียမလိုပါဘူး preview and publish ဆိုတာလေးကိုကျွန်တော်တွေ့ရမယ်တခါလေးမှာဒီလို off ဖြစ်နေမမြင်ရဘဲနေဒါလေးကို on လိုက်ပါအဲ့ဒါဆိုရင် primary color အပြာရောင် secondary color အမဲရောင် text color အရောင်အဲ့မှာအရောင်လေးလိုက်ချိန်လို့ရပါတယ်ကျွန်တော်ဒီမှာဒီနာ line လေးတွေကအပြာရောင်လေးသုံးထားတယ်ဆိုတာဒီ line လေးတွေကအပြာရောင်လေးတွေသုံးထားတယ်ဆိုတာဒီက primary color ကိုအပြာရောင်သုံးလို့ကျွန်တော်တို့စာသားလေးတွေကအမဲရောင်လေးနဲ့ပေါ်ရဆိုရင် text color ကိုအမဲရောင်သုံးထားလို့ကျွန်တော်တို့ဒီမှာအပြာရောင်လေးတွေသုံးထားသလိုဒီအောက်မှာလည်းကိုယ့်ရဲ့ theme ဒီအောက်မှာလည်း power by ACF ဆိုတဲ့ဒီအောက်က line လေးလည်းအပြာရောင် opening ဟာပါလည်းအပြာရောင်ဒါအပြာရောင်လေးသုံးထားလို့အပြာရောင်လေးမဟုတ်ဘဲနဲ့ကျွန်တော်တို့ color တစ်ခုအနီရောင်ချိန်ရင်ကိုယ်ဆိုင်ကအနီရောင်ပြောင်းသွားမယ်ပြီးရင်ကျွန်တော်တို့ဒီမှာဖောင်းနေချင်းလို့ရတယ် M2 plus ဆိုတဲ့စာသားလေးကြောင့်ကျွန်တော်တို့ဒီမှာဖောင်းလေးကလင်းလင်းဖောင်းလေးဖြစ်နေတာပါပြီးရင်ဒီအောက်ကဖောင်းလေးကိုချိန်မယ်ပြီးရင်ကျွန်တော်ဒီဓာတ်ပုံလေးကိုထည့်မယ်ဒီဓာတ်ပုံလေးကအပေါ်ဆုံးနေရာမှာပေါ်တာပါကိုရီးယားအကုန်ကြိုက်နေတက်လို့ပြီးသွားပြီဆိုရင်ကျွန်တော် open preview ဆိုရင်ကြည့်ကိုဟာလေးကအဆင်ပြေရလားမပြေရင်ဖောက်နေပါလေချင်းကြီးလှလှပပပြင်ပြီးသွားလို့ okay ပြီဒီဟာလေးကလည်းငါ okay ပြီဆိုရင်ကျွန်တော်တို့ကဒီ public ကိုနှိပ်ကြည့်လိုက်ပါနှိပ်ကြည့်လိုက်ရင်ကျွန်တော်တို့ကဘာဖြစ်လာမလဲ QR code လေးပေါ်လာမယ်အဲ့ဒီ QR code လေးကပုံစံ၄မျိုးတီတီကိုကြိုက်နေတက်တဲ့ပုံစံ၄မျိုးတီတီပြောင်းလဲလို့ရပါတယ်ပြောင်းလဲပြီး QR လောက်တာဘယ်နှစ်ချိန်ဖက် unlimited ဖက်လို့ရပါတယ်ပြီးတော့ကိုယ်ဆိုင်ကအပြာအောင်ဆိုအပြာအောင်သင်းလေးနဲ့သွားမယ်အနီအောင်ဆိုအနီအောင်သင်းလေးနဲ့သွားမယ်ဒီလိုပြောင်းလဲလို့ရပါတယ်ပြီးတော့ကျွန်တော်တို့ဒီကောင်လေးကိုဒီ QR လေးကိုကျွန်တော်တို့ဒီလို download ဆိုတဲ့ခလုတ်လေးနှိပ်လိုက်ရင်ကျွန်တော်တို့ gallery ရဲ့ကိုရောက်သွားမယ်ဒီဟာလေးကိုကျွန်တော်
ဒီကျူအားလေးက the port monthly ပေါ့ဆိုင်နာမည်ကဒီကောင်လေးကိုကျွန်တော်ကကျူအားလေးကိုလုပ်တယ်လုပ်ပြီးတော့ဒီကျူအားလေးကိုကျွန်တော်တို့ print ထုတ်မယ်ထုတ်ပြီးတော့ကျွန်တော်တို့ customer တွေကပေါင်ချာတွေကျွန်တော်တို့လက်ကမ်းစားဆောင်တွေလိပ်စာကတ်တွေကိုယ့်ရဲ့ Facebook တွေကိုယ့်ရဲ့ product တွေမှာကတ်ထားပြီးတော့ customer တွေကဒီကျူအားလေးကိုဖတ်လိုက်ခြင်းအားဖြင့်ကျွန်တော်တို့ရဲ့ဒီ screen လေးကိုမြင်ရပြီးတော့ဖုန်းဆက်မှာလို့လည်းရမယ် Viber မှာလို့လည်းရမယ်လာခြင်း Google Map ကလာလို့လည်းရမယ်အလုံးအဆင်ပြေပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီဆက်ပြောချင်တာကဒီအောက်က link လေးပေါ့ဒီ link လေးကိုလည်းကျွန်တော် copy notepad ထဲထည့်ထားမယ် customer တယောက်ကဒီ link လေးကိုကျွန်တော်တို့ကမလုပ်မလဲဆိုရင် link လေးကိုနှုတ်ပတ်တဲ့ဒါမဲ့ customer တွေကလိပ်စာမေးတယ်ဆိုလဲကျွန်တော်ဒီလိုလေးအဲ့ link လေးနှိပ်ပို့လိုက်တာနဲ့အဲ့ link လေးကိုနှိပ်ရင်ဒီထဲဝင်လာပြီးတော့ဒီထဲကနေလိပ်စာကနေလာလို့ရတယ်ကို website ကိုကျင်ညာပြီးသားဖြစ်သွားပါတယ်ကိုယ့်ရဲ့ app ကိုကျင်ညာပြီးသားလည်းဖြစ်သွားပါတယ်ဒါလေးကိုကျွန်တော်တို့ပြောပြပေးတာပါဒီဟာလေးကကျွန်တော်တို့ဒါတော်တော်အဆင်ပြေတဲ့အနေအထားလေးတစ်ခုပါဒီဟာနဲ့ပတ်သက်လို့ကျွန်တော်တို့မေးချင်တာပြုချင်တာရှိခဲ့ရင်လည်းကျွန်တော်တို့ supporting ကတူကနေပြီးတော့နားမလည်တာကိုမေးလို့ရပါတယ်အားလုံးအဆင်ပြေကြပါစေနေကောင်းကျန်းမာပါစေ